လူတော်များများကကိုဖြစ်ရှင်တဲ့ပန်းတိုင်တွေကိုမရောက်တာဟာအခွင့်အရေးမရှိလို့ပတ်စံမရှိလို့ဒါမှမဟုတ်ကံမကောင်းလို့ပြီးထင်တတ်ကြပါဒါပေမဲ့တကယ်တမ်းနောက်ွယ်မှာအရေးကြီးဆုံးတားဆီးရပါလဲဆိုတော့မိတ်ဆွေသိပါသလားအဲ့ဒါကတော့အရှားမဟုတ်ပါဘူးတင်ကိုယ်တိုင်ပါပဲဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့တတိမထားမိတဲ့ကိုယ့်ကိုပိတ်လောင်ထားတဲ့ limited value တွေကိုဘယ်လိုခွဲခြမ်းစိတ်ဖြာရမလဲဘယ်လိုကြော်ဖြတ်ရမလဲဆိုတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်ပြဿနာကိုဖော်ထုတ်ခြင်း the flow plan ငါတော့ဒါကိုမလုပ်နိုင်ဘူးငါကဒီလောက်ထိမတော်ဘူးငါအတွက်တော့နောက်ကျသွားပြီဒီလိုစကလုံးတွေသိစိတ်တယ်မကြာခဏကြားနေရပြီလားဒီလိုခံစားနေရတာကစင်အုပ်စုတစုကိုကြိုးအသေးလေးနဲ့ခြိထားပေမဲ့စင်ကယုံမထွက်တာကိုဥမာကျွန်တော်ပေးချင်ပါတယ်ငယ်ကယုံမထွက်လို့ကြီးလာလို့လည်းယုံထွက်လို့မရနိုင်ဘူးဆိုတဲ့အတွေးမျိုးကျွန်တော်ဆိုလိုတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အုံတော့ကအနေရကင်းတဲ့နေရာဖြစ်တဲ့ comfort zone မှာပဲနေရှင်ကြတာကြောင့်အတိတ်တစ်ခုကိုလုပ်မယ်အတိတ်တစ်ခုကိုစတင်မယ်ဆိုရင်မလုံးနဲ့မဖြစ်နိုင်ဘူးဆိုတဲ့အတားအဆီးတွေကအလိုအလျောက်တိစောက်တတ်ကြပါတယ်ကန့်သက်ချက်၃မျိုး identifying the wall အချက်၁အတိတ်ကအမှားများအရင်ကတစ်ခါကြာရှုံးဘူးလို့နောက်တစ်ခါမလုပ်ရဲတော့တာအချက်၂သူများအမြင်ငါဒါကိုလို့သူများတွေငါ့ကိုဘယ်လိုမြင်မလဲဆိုတဲ့ကြောက်စိတ်အချက်၃ပြည့်စုံခြင်းနဲ့စိတ်အကုန်လုံးအစဉ်အသင့်မဖြစ်မရှင်းငါမလုပ်ဘူးဆိုတဲ့အတွေးဟာလေတင့်ကိုရှေ့ဆက်မသွားနိုင်အောင်ကန့်ထတာပဲဖြစ်ပါတယ်ဒီအရာတွေမိတ်ဆွေရှိမယ်ဆိုရင်တော့အမြန်ဆုံးဖြည့်ရှင်းလိုက်ဖို့အဓိကပါပဲဒါကိုဖြည့်ရှင်းမယ်ဆိုရင်တော့ဖြည့်ရှင်းနည်းတွေကိုကျွန်တော်အောက်မှာပြောပြပေးသွားပါမယ်နံပါတ်၁နေ့စဉ်ပန်းတိုင်တစ်ခုစတင်တက်မှာပါအောင်မြင်မှုကိုတနေ့တည်းနဲ့မရနိုင်ပါဘူးအဓိကကတင်းငယ်တဲ့အရာလေးတွေကိုပုံမှန်ဆက်လုပ်နေဖို့ပါပဲဒီအကြောင်းနဲ့ပတ်သက်ပြီးလေ့ကျင့်နေ3တွေကိုကျွန်တော်ပြောပြပါမယ်နံပါတ်1နေ့စဉ်15မိနစ်စာဖတ်ရေးစာဖတ်တဲ့ဆိုတာကလူတိုင်းပြောနေကြတဲ့စကားဖြစ်တာကြောင့်နားကြားပင်ကတ်နိုင်ပါတယ်ဒါပေမဲ့ဒီຢာကလုပ်ကိုလုပ်တင်ပါတယ်အချို့ကစာဖတ်တယ်ဆိုပြီးတော့မြန်မာလူကြီးစာကိုဖတ်နေကြတယ်ပြီးရင်လည်းစိတ်နဲ့ဖတ်နေကြတယ်ဒီတအုပ်ပြီးသွားရင်ပြီးရောဆိုပြီးတော့အဲ့လိုစိတ်မျိုးနဲ့ပေါ့ပြီးတော့ပြင်းလို့ဆိုပြီးစာဖတ်နေကြတယ်ဒါကအမှန်တကယ်ဆိုရင်ဒါအချိန်ဖြုံးုံတတ်တတ်ပါပဲမိတ်ဆွေအဓိကစာဖတ်တယ်ဆိုတာကမတ်စုစာတော့တအုပ်ရှိရမယ်စဉ်းစားတွေးခေါ်ရင်လည်းဖတ်ရမယ်ယူသင့်တာကိုယူမယူသင့်တာကိုယူရပါမယ်ဒါမှသာလေစာဖတ်ခြင်းရဲ့ကောင်းကျိုးကိုမိတ်ဆွေရနိုင်မှာပါနံပါတ်2စကေးတိုးတက်ဖို့သင်ယူခြင်းစကေးတစ်ခုတည်းနဲ့အခု21ရာစုမှာအသက်ရှင်တာဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပဲဗျဒါကြောင့်သင်ကစကေးတစ်ခုခုအမြဲတိုးတက်ဖို့သင်ယူသင့်ပါတယ်သင်ယူတဲ့နေရာမှာလည်းတကယ်လိုအပ်တဲ့စကေးကိုပဲသင်ယူသင့်ပါတယ်ဥပမာအနေနဲ့ကတော့လက်သမားပညာကိုသင်ယူပြီးတော့တစ်လငွေ10သိန်းလိုချင်တယ်လို့မရပါဘူးနံပါတ်3 journaling and goal setting လူတွေက journaling လုပ်ရမှာအရင်ပြင်းကြတယ်ဗျသို့တော့အောင်မြင်တဲ့လူတိုင်းဒီဘက်က journaling လုပ်ကြတယ် journaling လုပ်ခြင်းကတင့်ရဲ့ပန်းတိုင်ကိုပုံမထင်ရှားစေပြီးတော့ပုံမခီးတွင်စေပါရဲ့မိတ်ဆွေဒီ3ချက်ကိုလုပ်ခြင်းအပြင်မိတ်ဆွေက momentum တက်လာမယ်တိုးတက်မှုတွေကိုလက်တွေ့မြင်ရလာမယ်စိတ်အားတွေတက်လာမယ်ကိုယ့်ကိုယုံကြည်မှုတွေပိုပြီးမြင့်မားလာပါ comfort zone ကိုစိတ်ခုံလူအများစုက comfort zone ထဲမှာပဲနေရင်လည်းအဆင်ပြေသလိုခံစားနေကြတယ်ဒါပေမဲ့အဲ့ဒီ comfort zone ကတင့်ကိုကတ်သက်ထားပြီးတော့ခမရဲ့ကြီးထွားမှုတွေကိုတားဆီးနေကြပါတယ် comfort zone ကိုကျွန်တော်တို့ဘယ်လိုကျော်ဖြတ်ရမလဲနေ့စဉ်ကြောက်မိနေတဲ့အရာတစ်လေးတစ်ခုကိုစတင်ကြည့်ပါဥပမာလူတစ်တယောက်နဲ့စကားပြောရတာလို့အတစ်တစ်ခုကိုစတင်လုပ်ရတာပေါ့ကိုယ့်ရဲ့စိတ်ကကြောက်နေတဲ့အရာတွေကိုလုပ်ရမှာပါအရန်ကြီးကြီးမားမားမဟုတ်ဘူးမိတ်ဆွေတစ်သေးလေးကနေစတင်မှာကိုယ်စိတ်ကူးထားတဲ့အကြီးဆုံးတစ်ခုတွေကတစ်ခုခုကိုလက်တွေ့စမ်းသပ်ကြည့်ပါမပြီးမရှင်မစိုးရိမ်ပါနဲ့စမ်းတဲ့အချိန်မှာပဲစိတ်ရှည်မှုနဲ့တတိတွန်းဝင်လာတတ်ပါတယ်ဥပမာကိုယ်အလုပ်နေပဲမှာစကေးတစ်ခုခုကိုစူးစမ်းတင်ယူတာတို့အမားတွေကနေသင်ခန်းစာယူပြီးတော့ပြန်ပြင်တာလို့အဲ့ဒီစူးစမ်းမှုကနေ confidence တဖြည်းဖြည်းတက်လာတာလို့ positive self talk အချို့လူတွေကကိုယ့်ကိုယ်ကိုပြစ်တင်ကြတယ်ငါမလုပ်နိုင်ဘူးငါမှရင်ရှင်းနေမရှိဘူးစတဲ့စကားတွေကိုကိုယ့်ကိုယ်နေတိုင်းပြောနေရတယ်မိတ်ဆွေတော်ပြောင်းအောင်ပါမယ်ဘယ်လိုပြောင်းအောင်မလဲဆိုတော့နေ့စဉ် positive statement လေးတွေကိုပြောပြရပါမယ်ဥပမာငါစူးစမ်းမယ်ငါပြောင်းလဲနိုင်တယ်ငါတိုးတက်နေတယ်စတဲ့စကားတွေကိုကျွန်တော်တို့က banner ရှိမှပြောပါဒါမှမဟုတ် voice recorder လုပ်ပြီးတော့ရိုက်ပြီးတော့ပြန်နားထောင်ပါမိတ်ဆွေဒီလိုလုပ်ခြင်းအပြင်စိတ်ထဲမှာလုံခြုံမှုတွေကိုတည်ဆောက်ပေးပြီးတော့အလုပ်လုပ်ခြင်းနဲ့စိတ်လှုပ်ရှားခြင်းနဲ့စိတ်ကိုအလိုအလျောက်မြင့်တင်ပေးပါတယ် fair at lesson အမှားတစ်ခုပဲဖြစ်ဖြစ်အကျက်တဲတစ်ခုပဲဖြစ်ဖြစ်အဲ့ဒီအရာကြောင့်မိတ်ဆွေမရက်တန်လိုက်ပါမယ်အောင်မြင်တဲ့သူတိုင်းအတွက် fair ကပုံမှန်ဖြစ်စဉ်တစ်ခုပါဒါဆိုရင်ကျွန်တော်တို့ fair ကိုဘယ်လိုအသုံးချရမလဲ fair တစ်ခုစီကိုကျွန်တော်တို့ဟာ lesson အနေနဲ့တတ်မှာပါသင်ခန်းစာအနေနဲ့ပေါ့ငါဘာတွေသင်ယူလိုက်ရလဲဆိုတာကိုရှာပြီးနောက်တစ်ချိန်ပိုကောင်းအောင်ပြန်ကြိုးစားပါဥပမာ Elon Musk လို့ Oprah လို့ J.K. Rowling တို့လိုပဲအောင်မြင်တဲ့သူတွေကအစပိုင်းမှာအခက်အခဲ fair တွေအများကြီးနဲ့ကြုံပြီးတော့မှနောက်ဆုံးအောင်မြင်လာတာဖြစ်ပါတယ် mindset ကောင်းတယ်ဆိုတာနဲ့မလုံလောက်ပါဘူးမိတ်ဆွေ action မရှိရင်ရလည်းမထွက်ပါဘူး
အရှင်းရှိလို့နဲ့လည်းမလုံလောက်ပါဘူးမိတ်ဆွေမိုင်းဆက်မကောင်းရင်မတည်မြဲပါဘူးဒါကြောင့်စိတ်နဲ့လှုပ်ရှားမှုကိုပေါင်းစပ်နေရပါမယ်ဥပမာကျွန်တော်တို့က daily plan ဆွဲတာလို့ရည်မှန်းချက်ကိုစိတ်ထဲမှာမြောက်ပြီးတော့နေ့စဉ်လက်တွေ့လှုပ်ရှားတာလို့ပါဒီလိုလှုပ်ခြင်းအပြင်မိမိရဲ့စိတ်ကအားပြေးလာပြီးရလက်တွေလည်းတဖြည်းဖြည်းမြင့်လာမှာဖြစ်ပါတယ်အောင်မြင်တဲ့သူတိုင်းကတခါကခမားရှိနေတဲ့နေရာမှာပဲစတင်ခဲ့ရပါကွာခြားချက်ကသူတို့ကကိုယ်စိတ်ကိုကိုယ်တိုင်ကန့်တက်ခွင့်မပေးခဲ့ဘူးဆိုတာပဲဒီနေ့ကစပြီးလှုပ်ဆောင်ပါဒီနေ့ကစပြီးကို push လုပ်ပြီးတော့အကောင်းဆုံးဘာရှိဖြစ်အောင်စတင်လိုက်ပါမိတ်ဆွေ